လူတယောက်မှာဘဝရည်မှန်းချက်ရှိရမယ်ကွာမင်းဘာဖြစ်ချင်တယ်လဲမင်းရဲ့ဝါသနာပိစရိုက်နဲ့ကိုက်ညီတဲ့ရည်မှန်းချက်ကိုထားကွာမင်းကဆရာဝန်ကြီးဖြစ်ချင်တာလားသူများရောင်လို့မရောင်ပါနဲ့အင်ဂျင်နီယာကြီးဖြစ်ချင်သလားစာရေးဆရာကြီးဖြစ်ချင်သလားတထေးကြီးဖြစ်ချင်သလားကိုယ်ဝါသနာပိစရိုက်နဲ့ကိုက်ညီတဲ့ရည်မှန်းချက်ကိုထားမဖြစ်မနေလို့ကွာဘယ်ရည်မှန်းချက်မှသိနှုတ်တာမရှိဘူးနော်ကိုယ်ဝါသနာနဲ့ကိုက်လာတော့အဲ့လိုမဟုတ်ဘဲနဲ့လူတွေကအခုခါမှာရောရောရောင်ရောင်ကာလလို့ပြောရမလို့ပါပဲသူတယောက်ကဆရာဝန်ဆိုအကုန်လိုက်ပြီးတော့ဆရာဝန်တော့ကြာကြတော့တွေးမြင်တာနဲ့လန့်နေတဲ့ကောင်ဘယ်လိုလုပ်ဆရာဝန်လုပ်လူသေးမြင်တာနဲ့ခွဲဖို့ထားလို့